ဒါဒဇင်းနဲ့ကဘာကိုတုံဟင်းစေခဲ့တယ်လို့ကလောင်တစ်ချောင်းနဲ့နှလုံးသားတွေကိုအေးပျော်စေခဲ့သူမြန်မာသမိုင်းမှာနတ်ရှင်တောင်လောက်ဇလန်းစုံတဲ့သူမရှိသလောက်ပါပဲသူဟာသူရဲကောင်းလားစာဆိုကြော်လားဒါမှမဟုတ်တိုင်းပြည်ကိုတစ္ဆာဖောက်ခဲ့တဲ့လူဆိုးတစ်ယောက်လားမင်္ဂလာပါ MM Live Hub ပရိသတ်ကြီးခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာသမိုင်းရဲ့အလွမ်းအဆွေးဆုံးနဲ့အလှုပ်ခတ်ဆုံးဇက်ကောင်တဦးဖြစ်တဲ့တောင်ငူမင်းနတ်ရှင်နောင်အကြောင်းကိုကွက်ကွင်းမြင်ရအောင်ပြောပြသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့မမေ့နဲ့ဦးနော်နတ်ဖြစ်နောင်ကို1588မှာမွေးဖွားခဲ့ပါတယ်သူဟာဘရင်နောင်မင်းတရားကြီးရဲ့မြီးတော်နန္ဒဘရင်ရဲ့သားတော်ပါငယ်စဉ်ကတည်းကသူဟာထူးခြားပါတယ်တစ်ဖက်မှာစင်စည်းမြင်းစည်းဓာခုတ်လှန်ထိုးဆတဲ့စစ်ပညာတွေကိုတောင်းမြည်သင်ယူခဲ့တယ်လို့နောက်တစ်ဖက်မှာတော့နူးညံ့လှတဲ့ကြပြရတုတွေကိုတီကုန်းနိုင်ခဲ့ပါတယ်သူ့ဘဝရဲ့အလှည့်အပြောင်းကတော့ယာဇဓာတုကလျာပါပဲသူ့ထက်16နှစ်တောင်ကြီးတဲ့အတော်ဆက်တူကိုမြင်ချင်းချစ်မိသွားတာပါအဲ့ဒီအချစ်ကပဲမြန်မာစာပေမှာအကောင်းဆုံးလို့သတ်မှတ်ရတဲ့မဟာမြိုင်ချီရက်တူတွေကိုဖြစ်ပေါ်စေခဲ့တာပါစဉ်းစားကြည့်ပါဗျာစစ်မြေပြင်မှာရန်သူကိုတိုက်နေရင်တော့ချစ်တူကိုလွမ်းတဲ့ကြပြာကိုရေးဖွဲ့နိုင်တာဒါကြောင့်မို့လေသူ့ကိုရက်တူဘရင်လို့တင်စားကြတာပေါ့နတ်ရှင်နောင်ကိုစာပဲရေးတတ်တယ်လို့မထင်လိုက်ပါနဲ့ဦးသူဟာတကယ်ကိုရဲရင်နဲ့စစ်တီတော်ပါအထူးသဖြင့်ယိုးရီးယားဘရင်ဗျာနာရီနဲရဆွမ်တောင်ကူကိုလာတိုက်တဲ့အချိန်မှာနတ်ရှင်နောင်ရဲ့ဗျူဟာမြောက်ခုခံမှုကတမိုင်းမှာအလွန်ထင်ရှားပါတယ်သူဟာစင်စည်းချင်းထိုးတဲ့နေရာမှာပြိုင်ဘက်ကင်းသူပါဖုံတထောင်းစစ်တမ်းဘုံတန်းနေကြားမှာစင်တော်ဥပောသထကိုစီးပြီးရန်သူတပ်တွေကိုဖြိုခွင်းခဲ့တဲ့သူ့ရဲ့ပုံရိပ်ဟာအဲ့ဒီခေတ်ကစစ်တီတော်တွေအတွက်တော့တကယ့်ဟီးရိုးပါပဲသူဟာတောင်ငူနေပြည်တော်ကိုရန်သူတွေလက်ထဲကနေအကြိမ်ကာကွယ်ပေးခဲ့တဲ့သူရဲကောင်းတူပါဒါပေမဲ့ဒီသူရဲကောင်းရဲ့ဘဝမှာအမှောင်ဖုံးတဲ့အချိန်တွေရောက်လာပါတော့တယ်1609ခုနှစ်မှာနတ်ရှင်နောင်ဟာထီးနန်းကိုရယူဖို့အတွက်သူ့ရဲ့ဖခင်အရင်ဖြစ်တဲ့နန္ဒဘရင်ကိုလှုပ်ကြံခဲ့တာပါပဲဒါဟာသူ့ဘဝရဲ့ပထမဆုံးအမေးစကြီးတစ်ခုပါပဲသူဘာကြောင့်ဒီလိုလှုပ်ခဲ့တာလဲအာနာမက်လို့လားဒါမှမဟုတ်သူနှစ်ပေါင်းများစွာစောင့်စားခဲ့ရတဲ့ရာဇဓာတုကလျာကိုပိုင်ဆိုင်ခြင်းလို့လားသူဘရင်ဖြစ်ချင်းမှာပဲဓာတုကလျာကိုမိဖုရားမြှောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကရက်ဆက်တယ်ဗျာပေါင်းဖက်ပြီး9လအကြာမှာပဲဓာတုကလျာဟာကွယ်လွန်သွားခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးနတ်ရှင်အောင်ရဲ့ဘဝဟာလုံးဝကိုပြိုလဲပျက်စီးသွားပါတော့တယ်တက်ပြိုလဲနေတဲ့နတ်ရှင်အောင်ဟာနောက်ဆုံးမှာအကြီးမားဆုံးအမှားကိုကျူးလွန်ခဲ့ပါတယ်အနောက်ဘက်လုံမင်းရဲ့ဝိုင်းရံမှုကိုခံရတဲ့အခါပေါ်တူဂီနယ်ချက်ငစင်ကာနဲ့ပူးပေါင်းပြီးကိုလူမျိုးကိုပြန်တိုက်ခဲ့ပါတယ်ဒါဟာသူ့ကိုတမိုင်းမှာတစ္ဆာဖောက်လို့သတ်မှတ်စေခဲ့တဲ့အချက်ပါပဲ1613ခုနှစ်တန်လင်မြို့မှာအနောက်ဘက်လုံမင်းရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်တေကန်နီးမှာငစင်ကာကခရိယန်ဘာသာတဲ့ဝင်ရင်အသက်ချမ်းသာခွင့်ပေးမယ်လို့ဆွဲဆောင်ခဲ့ပေမယ့်နတ်ရှင်နောင်ကငါမှာကိုးကွယ်ရာဖျားရှိပြီးသားလို့ပြက်သားညင်းဆိုပြီးတေတံကိုတီငိမ့်ခံယူသွားခဲ့ပါတယ်နတ်ရှင်နောင်ရဲ့ဘဝဇက်ကြောင်းဟာကျွန်တော်တို့လူငယ်တွေအတွက်တော့အမှုပညာနဲ့စစ်ရေးစွမ်းရည်ထက်ပိုတဲ့သမိုင်းသင်ခန်းစာတွေကိုပေးနေပါတယ်ပထမဆုံးသင်ခန်းစာကတော့အတ္တနဲ့တိုင်းပြည်ကိုခွဲခြားတတ်ဖို့ပါပဲမိမိရဲ့ပုံကိုယ်ရေးခံစားချက်နဲ့နာကျည်းချက်တွေကိုရှေ့တန်းတင်လို့ရင်တိုင်းပြည်ရဲ့အကျိုးစီးပွားကိုထိခိုက်စေနိုင်တယ်ဆိုတာနတ်ရှင်နောင်ရဲ့အမှားကတက်တည်ပြနေပါတယ်နောက်ထပ်သတိပြုရမှာကမိတ်ဆွေတူနဲ့အပေါင်းအသင်းပါပဲအခွင့်အရေးသမားငစင်ကာလိုလူမျိုးကိုယုံကြည်မိခြင်းဟာမိမိကိုယ်တိုင်သာမကတမျိုးသားလုံးကိုပါအန်ဒီရဲ့တွင်နဲ့တွန်းပို့တယ်လို့ဖြစ်စီခဲ့ပါတယ်ဒါကြောင့်လူငယ်တွေအနေနဲ့မိမိရဲ့အရေးချင်းကိုအကောင်းဆုံးနေရာမှာအသုံးချဖို့နဲ့မျိုးချစ်စိတ်ဆိုတာစကလုံးထက်လောက်ရက်နဲ့တက်တည်ပြရတာဖြစ်ကြောင်းဒီသမိုင်းဖြစ်ရက်ကနေသင်ခန်းစာယူနိုင်ကြပါစေလို့တိုက်တွန်းရင်းအဆုံးဖြတ်ကိုတော့ပရိသတ်ကြီးရဲ့ဝေဖန်ပိုင်းချမှုရှိမှာပဲထားရှိလိုက်ပါရစေဒီနေ့ story လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့နဲ့ဦးနော်
နောက်ထပ်ဘလို့သမိုင်းဝင်ပုံကိုယ်တွေအကြောင်းသိကျင်သေးလဲဆိုတာ comment မှာရေးခဲ့ပေးပါအောင် MM Life Hub ကနေပြန်လည်တင်ဆက်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ